ဘာဖြစ်လို့တဲ့မီဒီယာတွေကချောရတာရုပ်ရှင်ထဲမှာဆိုတော့တအားချောတာနော်ဟုတ်လားချောမှလှမှရွေးတယ်ပေါ့ရုပ်ရှင်ရဲ့စတကယ် reality မှာမီဒီယာကောင်ကြီးတွေကချောချင်တာမီဒီယာတွေကချောချင်မှာပဲအဓိကနေရာမှာရှိတဲ့ဆောင်ရနန်းရမီဒီယာကြီးတွေတောင်နန်းဆန်မြောင်နန်းဆန်အလယ်နန်းအနောက်နန်းကမီဒီယာတွေချောချင်မှလည်းချောတဲ့လူတွေရှိကြောင်းရှိဒါပေမဲ့အဲ့ဒီနေရာကိုရွေးတဲ့နေရာတောင်နန်းဆန်မြောင်နန်းဆန်မီဒီယာကောင်ကြီးနောက်နန်းကဆိုတဲ့မီဒီယာများစွာဒီနေရာချောတာလှတာအဓိကထားရွေးတာမဟုတ်ဘူးအဲ့ဒီမီဒီယာတွေရဲ့နောက်ခံမိဘအင်အားကိုကြည့်ပြီးတော့နိုင်ငံရေးအာဏာဘယ်လောက်ရှိတယ်ဩဇာအာဏာဘယ်လောက်ရှိတယ်ဘယ်လောက်ထိချမ်းသာကြွယ်ဝဘလဲဆိုတဲ့အနေအထားနဲ့ပဲရွေးတာဆွေတော်မျိုးတော်ဖြစ်ရဲ့လားဆိုတဲ့ဆိုပါစို့မင်းတုံးမင်းရဲ့မီဒီယာကောင်ကြီးကစက်တာဒေဝီမီဒီယာကြီးအဲ့တော့စက်တာဒေဝီမီဒီယာကြီးရဲ့အမေနဲ့အဖေကသာယာဝတီမင်းနဲ့တပင်မင်းသမီးကြီးမီဒီယာကောင်ကြီးနော်သာယာဝတီမင်းရဲ့မီဒီယာကောင်ကြီးကနေပြီးတာအဲ့တော့မင်းတုံးမင်းနဲ့ဆိုရင်ဖအေတူမအေကွဲတယ်နော်ဒါမီဒီယာကောင်ကြီးအောင်မွေးတာနဲ့တောင်ဆောင်တော်ကမွေးတာနဲ့ပေါ့နော်ပွာတယ်အဲ့တော့ဘာလို့ယူလဲဘာလို့မီဒီယာကောင်ကြီးမြောက်လဲအာနာရှိလို့ပေါ့ချောလို့လှလို့မမြောက်ဘူးအဲ့ဒါပြီးလို့ရုပ်ရှင်တွေကလို့ချောရမယ်လှရမယ်ပေါ့မီဒီယာဖြစ်အကုန်ချောမောပြီးပြမျိုးမဲ့တင်ဆိုတာမျိုးကိုလုတ်တော်တွေမှာမရှိတကယ်မီဒီယာတွေမှာမရှိမီဒီယာတွေမှာအဲ့ဒါနဲ့မရွေးကိုလုတ်တော်တွေကြတော့ရွေးတယ်တချို့ကိုလုတ်တော်တွေကတဲ့မီဒီယာတွေတောင်စီမီယာကြတယ်ဘာဖြစ်လို့ကိုလုတ်တော်ဘဝကိုရောက်တယ်ဆိုတာသူ့အမေအဖေရဲ့အဲ့ဒီကိုလုတ်တော်ရဲ့အဖေအမေကအာနာသိမရှိဘူးအဲ့ဒါဆိုမို့ဆိုရင်ကိုလုတ်တော်မီဒီယာကောင်ကြီးနေရာတတ်နှမ်းမှုမပြီးအဲ့တော့တချို့မင်းသားအင်ရှိစံတွေဘယင်တွေပေါ့နော်သူတို့ဘယင်ဘဝမရောက်ခင်တည်းကကိုလုတ်တော်ရှိပြီးသားအဲ့ဒီမီဒီယာကောင်ကြီးတွေကတီးတန့်ချန်တကယ် great တွေကိုပဲထားမှာဟုတ်လားအခုခေတ်လို့ပေါ့နော်ခေါ်စားတဲ့လူကတတ်တတ်ပေါ့သူတို့ရွေးမဲ့သူကသူတို့ရဲ့ဂျင်းပြည့်ချက်ပြည့်သူတို့ရဲ့စံချိန်စံကျုံးနဲ့ရွေးတဲ့လူကရွှေချင်းထပ်မညက်မဲ့လူကတတ်တတ်အဲ့လိုဟိုပါခုခေတ်ပါလဲတန်တာမိုးသိမ့်နဲ့ရွေးတာပေါ့နော်တကယ်တန်တာမိုးသိမ့်လိုမျိုးမရွေးပဲနဲ့ပေါ့တကယ်ကိုဆရာဝင်မာလေးကိုရွေးတယ်ဆိုတော့သူတို့ရွေးထည့်ထားပြီးတော့ဂုံရီဒရက်တွေနဲ့တူပြီးရွှေချင်းထက်ရွှေချင်းမြက်တဲ့လူကိုရွေးချင်ဘယင်လေးရဲ့စတာဘယ်နိုင်ငံဖြစ်ဖြစ်ဘယင်လေးရဲ့စတာအဲ့တော့ချောတာလှတာအဓိကမထားဘူးအဲ့ဒီခေတ်ကတော့အာနာအရေးကြီးတယ်လေအာနာကဘာဖြစ်လို့လဲဆိုတော့တဦးစံပိုင်ဘယင်ဖြစ်နေပါစက်ထဲမှာပဲအာနာရှိကိုဘာစက်ထဲမှာအာနာရှိဖို့ကိုဘယင်ဖြစ်မှရတာတော့ကိုဘယင်ဖြစ်မှာဘာစက်ထဲမှာရှိတဲ့သူကိုတက်သေးရှင်ဆိုတာလုပ်လို့ရမှာလေတော့တဦးစံပိုင်ဘယင်စနစ်ကစိုးကျိုးလဲရှိတာပေါ့နော်စိုးကျိုးကြောင့်လည်းမင်းသားတရားအသက်ခံစီဖြူမချင်းညဒါတခါတည်းပဲလောက်ကြံလိုက်တာနော်အာနာတော်မှလောက်ကြံခဲ့တဲ့ဟာတို့နောက်တစ်ခါအိမ်မှာပြောတာအာနာရှင်စနစ်လို့ပြောမလားတဦးစံပိုင်ဘယင်စနစ်ကစိုးကျိုးနောက်တစ်ပိုင်းပြောမယ်